ဒီနေ့မှာတော့ဝက်သားဟင်းချက်နီးမျိုးမျိုးရှိရတဲ့ကိုမှအရန်ကိုမှစားလို့ကောင်းတဲ့ဝက်တနီချက်နီးလေးကိုတင်ဆက်ပေးလိုက်ပါတယ်။ကဲဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်လိုက်ရအောင်။ဝက်3တက်သား30သားရဲ့ကြက်သွန်ဖြူနီးဂျင်းတက်တို့ပါဝင်ပါတယ်။ပြီးလို့ရှိရင်တို့ကြက်သွန်နီးလေးတွေကိုပေါ့နော်အခုပြထားတဲ့အတိုင်းလေးလှီးထားလိုက်မယ်။ဒီမှာကြက်သွန်နီးကိုလေအချိုရတာလေးလိုချင်တဲ့အတွက်တို့ဒီလိုမျိုးလေးတွေထွတ်ပေးလိုက်မယ်ပေါ့နော်။တစ်ခုချင်းစီကိုပြီးတော့မရှိန်အောင်လို့ရေလေးနဲ့စိန်ထားပေးလိုက်မယ်။ကဲပြီးရတဲ့တို့ကြက်သွန်ဖြူလေးတွေကိုတပြားရိုက်လိုက်မယ်ပြီးရင်ဂျင်းလေးတွေကိုခုပြထားသလိုလေးတေးသေးလေးတွေလှီထားလိုက်ပါမယ်ဆက်ချက်ဖို့အတွက်စီအနှဲငယ်ထည့်လိုက်မယ်ပြီးရင်တွေကဒီမှာတခြား2စွန်းတုံးထားရပေါ့နော်ဒီမှာအချိုကြိုက်တဲ့သူဆိုလို့ရှိရင်တော့တခြား3စွန်းလောက်တုံးလို့ရပါတယ်ပြီးရတဲ့တို့ဝက်3တက်သားလေးကိုထည့်ပြီးတော့လှိပ်ပေးလိုက်မယ်ဒီနေရာမှာဝက်သားတွေကိုလေနီနီရဲရဲလေးနဲ့အရောင်လေးပို့လှချင်တယ်ဆိုလို့ရှိရင်ကြာညို့ကိုထည့်ချက်လို့လည်းရပါတယ်နော်အခုဝက်သားလေးတွေလှိပ်ထားတာတို့ဒီအရောင်လေးလည်းပြောင်းသွားပြီဆိုလို့ရှိရင်ကြက်သွန်ဖြူနဲ့ဂျင်းလေးတွေကိုထည့်လိုက်ပါမယ်ပြီးရင်တော့ရေနှဲငယ်လောက်ထည့်လိုက်မယ်ရတာအတွက်စားနှဲငယ်ချိုးမုတ်နှဲငယ်ထည့်ပေးလိုက်မယ်ကြက်သွန်နီလေးတွေကိုလည်းထည့်လိုက်ပါမယ်နောက်ပြီးတေချာလေးနံသွားအောင်လို့မှွေပေးလိုက်မယ်မီးမေးလေးနဲ့နိုင်ခွက်လောက်တည်ပြီးရဲ့နောက်မှာဝက်သားလေးလည်းအခုလိုမျိုးအနီရောင်လေးတန်းလာပြီဆိုရင်တော့ကြက်ပြီဖြစ်လို့ချလို့ရပါပြီရှင်အခုလိုမျိုးရတာချိုလေးနဲ့သမင်းစားမိစီတဲ့ဝက်တနီချက်ဟင်းလေးကိုတရေချနေပြီဆိုရင်လိုက်ပြီးတော့ချက်စားကြည့်ကြတော့နော်နှွေးရဲ့ page လေးကိုလည်း like and follow လေးလုပ်ပေးသွားကြပါအောင်နော်အားလုံးကျေးဇူးတင်ပါတယ်